Italy နိုင်ငံထုတ်ဆိုင်ရတယ်မှာဒါဂျမ်ပရန်အတန်းကရန်မောင်းနေနိုင်တဲ့ဆိုင်ရကိုပြပါဆိုလို့ကျွန်တော်ဒါဒူကာဒီ Super Sport ဆိုင်ရကိုပြပါတယ်ဒီဆိုင်ရအကြောင်းကိုဒီနေ့ဗီဒီယိုမှာဒါကနနာအခုရှင်းပြလာမှာဖြစ်ပါတယ် Ducati Super Sport ဆိုင်ရဟာ2019မှာစထွက်လာတဲ့ဆိုင်ရဖြစ်ပါတယ်စတင်ထုတ်လုပ်တုန်းက Super Sport 939အမည်နဲ့စထုတ်ခဲ့တာဖြစ်ပါတယ်2021ခုနှစ်မှာတော့ Super Sport 950နဲ့ upgrade နဲ့ငယ်ပြုလုပ်ထားတဲ့ Super Sport 950S ဆိုပြီးတော့ထပ်မံထုတ်လုပ်ခဲ့ပါတယ် Super Sport ဆိုင်ရတွေဟာ Ducati ရဲ့ Panigale ဆိုင်ရတွေလို Sport Bike ရမ်းမဆန်တဲ့ကောင်တွေဖြစ်ပါတယ် Daily Ride နဲ့ Sport Touring Design ပိုင်းဘက်တော့ရောက်ပြီးနေ့စဉ်စီးနေရမှာတက်တောင့်တက်တာမောင်းနေနိုင်မယ် Highway သွားဖို့ဆိုရင်လည်း Sport Bike ဆန်တဲ့ Panigale လိုဖင်မနာရင်မနာ90ရာခိုင်နှုန်းတော့တက်တာမဲ့ဆိုင်ရဖြစ်ပါတယ်။ဘူတူတူကြိုက်တဲ့ညီကိုတို့အတွက်အန်ကိုက်မဖြစ်မဲ့930cc L twin engine ကိုအသုံးပြုထားတာဖြစ်ပါတယ်။ Inline 2 ပဲပါရှိမှာဖြစ်ပါတယ်။ L twin engine ရဲ့အားတာချက်က top လိန်ချအားရုံးဆွဲထားကြရမှာပိုကောင်းပါမယ်။အားနေချက်က Inline 4လို့အတန်ထွက်စမှုမဖြစ်တာတော့ရှိပါမယ်။မြင်းကောင်ကြီး130ထွက်မယ်။ top လိန်ချအား93 Nm ရှိမယ်။တနအီကိုမိုင်150အမြင့်ဆုံးမောင်းနေနိုင်ပါမယ်။ 0 to 100 km ကို 3.5 စက္ကန့်နဲ့အရောက်တီးထုတ်နိုင်ပါသေးတယ်။ဓာတ်ဆီတကားလန်ကိုမိုင်40ဝန်းကျင်မောင်းနေနိုင်ပါမယ်။ Traction Control, Wheel Control နဲ့ ABS Brake စနစ်အပြင်ခြားစနစ်တွေလည်းပေါင်းဝင်ပါတယ်။2025 Ducati Super Sport ဆိုင်ရဈေးက3,900ဝန်းကျင်ကျတင်မှာဖြစ်ပါတယ်။ဒီဒူကာဒီ Super Sport ဆိုင်ရတာ2019 model ဖြစ်ပြီးတော့ဒါ330ဝန်းကျင်ဈေးရှိမှာဖြစ်ပါတယ်။ဒီဆိုင်ရကိုလိုချင်စီးချင်တယ်ဆိုလို့ရှိရင်တော့ကိုမျိုးဝင်းမော်တော်ဆိုင်ရ showroom မှာရရှိနိုင်ပါတယ်။ဒါကိုမျိုးဝင်းမော်တော်ဆိုင်ရ showroom ရဲ့လိပ်စာတော့ရန်ကုန်မှာစမော်ဘီမြို့နယ် supply မှတ်တိုင်နဲ့16မှတ်တိုင်ညမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြသာစီ58လမ်း130အေဂျာမှာ showroom မှာရှိပါတယ်။ဒါအသေးစိတ်သိချင်ဆက်သွယ်မေးမြန်းချင်တာရှိလို့ရှင်တော့ comment မှာပြည့်စုံလင့်ချပေးထားပါတယ်။